တောင်ပိုင်းမှာစမီတီတောက်လောင်နေတော့မြောက်ဘက်နေပြီးတော့အမပူရမှာတော့လုံးဝကိုမတူတဲ့တိုက်ပွဲတစ်မျိုးဖြစ်နေခဲ့ပါတယ်ဒါကတော့နန်းတွင်းနိုင်ငံရေးတိုက်ပွဲပါပဲ စစ်မြေပြင်ကလာတဲ့သတင်းဆိုးတွေကနန်းတွင်းမှာနိုင်ငံရေးလိုင်းတွေထဆီခဲ့တာပေါ့တိုင်းပြည်ကိုပစ္စည်းရလမ်းကြောင်းပေါ်တွန်းဖို့နေတဲ့စစ်လော်လာသူအုပ်စုကိုမေးခွန်းထုတ်တဲ့ပြုပြင်ပြောင်းလဲလော်လာသူခေါင်းဆောင်အသစ်တွေပေါ်ထွန်းလာခဲ့တာပါ လှုပ်ရှားမှုရဲ့အထူးကစားဆောင်တွေကတော့ညီကိုနှစ်ပါမယ်ဖြစ်ပါတယ်တယောက်ကတော့အပြင်ရဲ့ဖဲတူမအေကွန်းကြီးတော့မင်းတော်မင်းသားနောက်တစ်ယောက်ကတော့သူ့ရဲ့အရေးချင်းရှိတဲ့ညီတော်ကနောင်မင်းသားတို့ပါပဲသူတို့ကအရှိတရားကိုလက်ခံခဲ့ကြတယ်လေဒီစစ်ပွဲကစက်တိုက်လို့မဖြစ်တော့ဘူးအဆုံးသတ်မှကိုရတော့မယ်ဆိုတော့ပေါ့ အဲ့ဒီလိုနဲ့ပဲထောက်ရှာငက်စနစ်ခုနှစ်လယ်မှာမင်းတော်မင်းသားကနေပြီးတော့ကနေထွက်ခွာပြီးဖိုးဘွားပိုင်မီဖြစ်တဲ့ရွှေဘိုမှာအင်အားစုစောင်းပါတော့တယ်အချင်းတိုအတွဲမှာပဲထောက်ခံမှုတွေအများကြီးရလာပြီးဖြင်းတက်တွေကိုအနိုင်တက်ရင်းနိုဝင်ဘာလမှာတော့အမရပူရာမြို့တကားဝါကိုရောက်လာခဲ့ပါတယ်အဆုံးသက်ကတော့မြန်ဆန်ပြီးတွေ့ထွက်တန်ယူမှုမရှိသလောက်ပါပဲအခြေအနေမှန်ကိုသဘောပေါက်တဲ့ဝင်းကြီးတွေကပတ်ပြောင်းလိုက်ပြီးမြို့တကားတွေကိုဖွင့်ပေးခဲ့ကြပါတယ် တမိုင်းမှတ်တမ်းတစ်ခုမှာသုံးသက်ထားသလိုပေါ့ဒါကတာမန်အာနာသိမ့်မှုတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးဒါဟာလက်တွေ့ကျတဲ့မျိုးဆက်တစ်တစ်ခုကနိုင်ငံတော်အာဏာကိုအလုံးစုံလွှဲပြောင်းရယူလိုက်တာပဲဖြစ်ပါတယ်